Michael Jordan at his best. There's very few people on this planet that ကဘာပေါ်မှာလူသားချင်းတူတူတယောက်နဲ့တယောက်အခြေခံပေးထားချက်ချင်းတူညီကြပေမဲ့ဘာလို့အောင်မြင်မှုတွေကကွာခြားနေရလဲကိတခိရဲ့ပြရုပ်တစ်ခုဖြစ်လာပြီးတော့လူတိုင်းရဲ့ပတ်သက်ပြားမှာတတပြောရတဲ့အထိထူးခြားပြောင်မြောက်တဲ့ Paramation တယောက်ဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဒီမေကွန်းရဲ့ဖြေကို Basketball လောကရဲ့ဘရင် Michael Jordan ရဲ့ဘဝတွေကအနှစ်သာရတွေနဲ့သူရှာဖွေကြည့်ကြရအောင်ပါအားလုံးပဲမင်္ဂလာပါခင်ဗျကနန်းအဆိုင်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Michael Jordan ရဲ့ဘဝအကြောင်းအသေးစိတ်ပြောမှာမဟုတ်ဘဲနဲ့သူဘလို့စိတ်တက်နဲ့အောင်မြင်အောင်လုပ်ခဲ့လဲဆိုတော့အတူယူစရာတွေနဲ့အောင်မြင်မှုရဲ့နောက်ွယ်ကသူပေးဆက်ခဲ့ရတဲ့တတိထားစရာချက်တွေကို insight အမြင်တစ်ခုအနေနဲ့တင်ဆက်ပေးသွားမှာပါဘောလုံးလောကမှာမက်ဆီနဲ့ရိုနယ်ဒိုတို့ကခိတခိရဲ့ပြရုပ်တွေဖြစ်ခဲ့ကြတယ်လို့မျိုးဘတ်စကက်ဘောလောကမှာလည်းလူသားတစ်ယောက်လို့မထင်ရလောက်အောင်စွမ်းပြခဲ့တဲ့သူကတော့ Michael Jordan ပဲဖြစ်ပါတယ်သူမတူတဲ့အီချင်းတွေကြောင့်လူတိုင်းပတ်သက်ပြတ်မှာတတပြောရတဲ့ဒီ Paramation ကမြောက်ကာရိုလိုင်းနာကတာမန်လူငယ်လေးဘဝကနေကဘာကျော်ပုဂ္ဂိုလ်တယောက်ဖြစ်လာဖို့ဘလို့ရုန်းကန်ခဲ့ရလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လို့သူ့ရဲ့ဘဝအနေအမြင့်အတက်ကြတွေနဲ့ရှုံးနေမှုတွေကိုလေ့လာကြည့်ရင်ကျွန်တော်တို့ဘဝအတွက်သင်ခန်းစာယူစရာတွေအများကြီးတွေ့ရမှာပါပြီးတော့ Michael Jordan က Nike နဲ့ပူးပေါင်းပြီးတော့ Air Jordan ဆိုတဲ့ကိုယ်ပိုင်မတ်တစ်စိတ်ကိုတည်ဆောက်နိုင်ခဲ့တဲ့အထိစီးပွားရေးအမြင်ရှိတဲ့ NBA Basketball လောကရဲ့ရှေ့ဆောင်လမ်းပြတစ်ယောက်လည်းဖြစ်ပါတယ်နံပါတ်1 Michael Jordan ရဲ့အစောပိုင်းဘဝဆက်ကြောင်း Michael Jordan ကိုဖေဖော်ဝါရီ18ရက်1963ခုနှစ်မှာနယူးယောက်မြို့ရဲ့ Brooklyn မြို့မှာမွေးဖွားခဲ့ပါတယ်။ဒူမီဘာတွေဟာအဲ့ဒီချိန် Brooklyn ကမူရစီဝါပြဿနာနဲ့ရာဇဝတ်မှုတွေမြင့်တက်နေတာကြောင့်9နှစ်တအရွယ်1968ခုနှစ်မှာတော့ဘိုမိုအီဂျန်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းဖို့အတွက်ဆိုပြီးတော့မြောက်ကယ်ရိုလိုင်းနာပြည်နယ်ဝယ်မင်နာမြို့ကိုပြောင်းရွှေ့ခဲ့ကြပါတယ်။သူရဲ့ဖခင်ကစစ်ပြင်ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့မိခင်ကတော့ပါဝန်ထမ်းဖြစ်ပါတယ်။ဂျော်ဒန်ကငငယ်ကလေးကအလုပ်စူးစမ်းမှုဆိုတဲ့ DNA ကိုသူမိဘတွေစီကရခဲ့တာပါ။ဖခင်ဖြစ်သူကဘယ်တော့မှတာမန်အစစ်နဲ့ရောင်ရဲမနေဖို့အမြဲဆုံးမတယ်လို့မိခင်ဖြစ်တဲ့သူကလည်းဘဝမှာပတ်နိုင်ရှိဖို့နဲ့ပညာရေးကိုအလေးထားဖို့ပြုထောင်ပေးခဲ့ပါတယ်။ဒါကြောင့်လည်း Michael Jordan ကအားကစားမှာထူးချွန်ရုံနဲ့မကဘဲနဲ့ပထဝီဘာသာရပ်နဲ့ပါပွဲရခဲ့တဲ့ပညာတတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Michael Jordan ကငငယ်ကလေးကဘတ်စကက်ဘောနဲ့မကဘဲနဲ့ဘေ့စ်ဘောနဲ့ဘောလုံးကိုပါကစားခဲ့ပေမဲ့ဘတ်စကက်ဘောကတော့သူ့အတွက်အခက်ခဲဆုံးစိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။အမရစရာအကောင်းဆုံးနဲ့အနာကျင်ဆုံးဖြစ်ရကတော့တက်တန်းကျောင်းဒုတိယနှစ်မှာပါသူကကျောင်းအတင်းတွေလူကြီးပွဲဝင်ပြန်ခဲ့ပေမဲ့အရက်ပူးလွန်းနေဆိုပြီးတော့အပယ်ခံခဲ့ရပါတယ်အဲ့ဒီချိန်မှာဂျော်ဒန်ရဲ့အရက်က9ပေ17လက်မှာပဲရှိပါတယ်ဂျော်ဒန်ကအိမ်ပြန်ရောက်တဲ့ခါမှာတော့အခန်းပြန်တော့မထွက်ပဲနဲ့တယောက်တည်းငိုကြွေးနေခဲ့ပါတယ်အဲ့ဒီချိန်မှာသူ့ကိုပို့ပြီးတော့ချန့်ခိုင်လာအောင်တွန်းအားပေးခဲ့တဲ့သူကတော့သူ့ကိုလယ်ရီဂျော်ဒန်ပါလယ်ရီကလည်းဘတ်စကက်ဘောဝါသနာပါတဲ့သူတယောက်ဖြစ်ပြီးတော့အိမ်နောက်ပေးပန်းချန်ထဲမှာအကိုဖြစ်သူကိုအနိုင်ရဖို့ကြိုးစားရင်းနဲ့ဂျော်ဒန်ရဲ့ရှင်ပြိုင်လူစိတ်ကအထွတ်တစ်ကိုရောက်လာခဲ့ပါတယ်ရှုံးနိမ့်မှုကိုအမလိုအများဖြစ်နေမဲ့စားအဲ့ဒီရှုံးကိုလောင်စာအဖြစ်သုံးချပြီးတော့နေ့တိုင်းမနေ့စောကြီးထားပြီးတော့လေ့ကျင့်ရေးကွင်းထဲကိုဆင်းပြီးတော့လေ့ကျင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့နီးပြားကသူ့ရဲ့အပြောင်းလဲကိုတတိထားမိသွားပြီးတော့ဘတ်စကက်ဘောလက်ရေးဆွဲအဖြစ်ခေါ်ယူလိုက်ပါတယ်ဂျော်ဒန်ကအသင်းကအပေခံရလို့ငိုခဲ့ပေမဲ့အဲ့ဒီမျက်ရည်ကိုအားရင်အဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဘဝမှာလည်းညှင့်ပယ်ခံရခြင်းဆိုတာအရာအလုံးပြီးဆုံးသွားတာမဟုတ်ပဲနဲ့နောက်ထပ်အခွင့်အလမ်းတွေအတွက်ပို့ကြိုးစားဖို့အချိန်ယူတာမျိုးတာဖြစ်တဲ့ပါတယ်နံပါတ်1 Michael Jordan ဆိုတဲ့နာမည်ဖြစ်စေခဲ့တဲ့ညအခုဖြစ်သူလယ်ရီနဲ့အိမ်နောက်ဖေးကွင်းလေးတွေကပြိုင်ဆိုင်မှုတွေအပေခံရတဲ့နာကျင်မှုတွေကိုလောင်စာလုပ်ပြီးတော့ဂျော်ဒန်ကအထက်တန်းကျောင်းရဲ့နောက်ဆုံးနှစ်တွေမှာတော့တနိုင်ငံလုံးကကောလိပ်တွေမျက်စိကြားရတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်1982ခုနှစ်မှာတော့သူကမြောက်ကယ်ရိုလိုင်းနာတက္ကသိုလ် UNC ကိုတက်ရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါကတူဘွားရဲ့အရေးကြီးဆုံးအလဲပြောင်းတစ်ခုပါ UNC မှာဂျော်ဒန်ကိုစောင့်ကြိုနေတာကတော့ကန်ဒဝဲနီးပြကြီးဒင်းစမစ်ဖြစ်ပါတယ်နီးပြကြီးကဂျော်ဒန်ရဲ့ပါရမီကိုမြင်ပေမဲ့သူ့ကိုအခွင့်ထူးခံတယောက်လိုမဆက်ဆံခဲ့ပါဘူးတကူတော့လက်စွမ်းပြတတ်တဲ့ဂျော်ဒန်တယောက်အသင်းလိုက်စုစည်းမှုစီကံရှိမှုနဲ့အခြေခံကျနာမှုကိုအလေးထားတဲ့နီးပြကြီးရဲ့လက်အောက်မှာတကူကောင်းဆန်တဲ့ကျေပွဲမဟုတ်တော့ဘဲနဲ့အသင်းအတွက်စနစ်တကျကစားတတ်တဲ့ကစားသမားတယောက်ဖြစ်လေ့ကျင့်တင်ကြခံခဲ့ရပါတယ်ဂျော်ဒန်ကနီးပြကြီးကိုသူ့ရဲ့ဒုတိယဖခင်တူဦးလိုလေးစားသလိုနီးပြကြီးရဲ့တွင်တယ်မှုကြောင့်ပဲသူကလေ့ကျင့်ရေးကွင်းကိုအစိုးဆုံးရောက်ပြီးတော့
နောက်ဆုံးမှပြန်တတ်တဲ့ဆွဲရှိတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်1982ခုနှစ်ကောလိပ်ဘတ်စကက်ဘောချန်ပီယံလူပွဲမှာတော့ဂျော်ဒန်ရဲ့နာမည်ကိုကဘာကစတင်သိရှိစေခဲ့တဲ့ညတညဖြစ်ခဲ့ပါတယ်အဲ့ဒီနှစ်ကအစင်တေဖြစ်သတ်မှတ်ခံထားရတဲ့ဂျော်ဂျီယာတောင်အသင်းနဲ့ရှင်ပြန်ရတဲ့အဲ့ဒီပွဲမှာ UNC ကပွဲပြီးဖို့စက္ကန့်ပိုင်းလူထိရှုံးနေပါတယ်အဲ့ဒီချိန်မှာနီးပြားကြီးဒင်းစမစ်ကလူတစ်လစ်ဖြစ်တဲ့ဂျော်ဒန်ကိုယုံကြည်မှုပြည့်နဲ့အဆုံးဖြတ်ကိုတွန်းခန့်ခဲ့ပါတယ်ဂျော်ဒန်က PR တွေကြားမှာအေးအေးဆေးဆေးပဲခုန်ပြီးတော့ပြစ်သွင်းလိုက်တဲ့ဘောလုံးကကိုယ်တဲ့ကိုစိတ်ဝင်သွားပြီးတော့ UNC ကိုချန်ပီယံဖြစ်စေခဲ့ပါတယ်ဒီဂိုးကိုတရှော့လို့လူတီးများလာခဲ့ပြီးတော့အဲ့ဒီဂိုးကမိုက်ကယ်ဂျော်ဒန်ဖြစ်စေခဲ့တာဖြစ်ပါတယ်ကောလိပ်3နှစ်တာကာလအတွင်းမှာသူကပညာရေးကိုလည်းအလေးထားခဲ့ပြီးတော့ပထဝီဘာသာရပ်နဲ့လည်းပွဲရရှိခဲ့ပါတယ် UNC မှာရရှိခဲ့တဲ့အောင်မြင်မှုတွေစုတစိတ်တွေထက်ပိုတန်ဖိုးရှိတာကတော့ဘယ်လိုအခြေအနေမျိုးမှမဆိုကြမ်းကြမ်းခံနိုင်တဲ့စိတ်ဓာတ် resilient နဲ့အလုပ်ကြိုးစားမှု hard work ရဲ့တန်ဖိုးကိုသူနားလည်သွားခဲ့တာပါလူအများစုကအောင်မြင်မှုဆိုတဲ့အတီးပွဲကိုမြင်ခဲ့ကြပေမဲ့ဂျော်ဒန်ကတော့ process လုပ်ငန်းစဉ်ကိုပိုတန်ဖိုးထားခဲ့ပါတယ်သူကအသင်းလိုက်ထဲမှာနေရာရဖို့မကဘဲနဲ့ရလာတဲ့နေရာမှာအကောင်းဆုံးဖြစ်နေဖို့အတွက်နီးပြတွေဆရာတွေနဲ့ရေရှည်ဆက်ဆံရေးကိုကောင်းမွန်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်အောင်မြင်မှုဆိုတာတယောက်တည်းရုန်းကန်ရတာမဟုတ်ဘဲနဲ့ကိုနီးပြလမ်းပြပေးမဲ့မန်နာကောင်းတွေနဲ့တွေ့ဆုံဖို့လည်းလိုအပ်ကြောင်းဂျော်ဒန်ရဲ့ကောလိပ်ဘွားကတက်တည်ပြနေပါတယ်နံပါတ်3 NBA ဘတ်စကက်ဘောလောကရဲ့ပြန်တဆူဖြစ်လာခြင်း UNC မှာချန်ပီယံရှုနဲ့တူတရှော့ဆိုတဲ့ကန်တွယ်မီကိုရယူနိုင်ခဲ့တဲ့မိုက်ကယ်ဂျော်ဒန်ကနောက်တစ်နှစ်1984ခုနှစ်မှာတော့တူဘွားရဲ့နောက်ထပ်စင်ကောမှုတစ်ဖြစ်တဲ့ NBA လောကတွေကိုခြေစုံပြစ်ဝင်ခဲ့ပါတယ်ဒါပေမဲ့အားလုံးကမျှော်လင့်ထားသလိုသူကနံပါတ်1ရွေးချယ်မှုမဟုတ်ခဲ့ဘဲနဲ့နံပါတ်3အဆင့်နဲ့ချီကာဂိုဘူတင်ရဲ့ရွေးချယ်မှုကိုခံခဲ့ရပါတယ်အဲ့ဒီချိန်မှာချီကာဂိုဘူတင်ကအောင်မြင်မှုရောဘန်ဒါရေးရပါရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်အသင်းရဲ့ပုံရိပ်နဲ့ဘန်ဒါရေးကိုပြန်လည်မြင့်တင်ဖို့အရေးဆုံးပြီးတော့လူငယ်ချစ်တက်ဖြစ်တဲ့မိုက်ကယ်ဂျော်ဒန်ကိုခေါ်ယူလိုက်တာပါဒါပေမဲ့ကောလိပ်မှာနီးပြရေးဒင်းစမစ်စီကတင်ယူခဲ့တဲ့အလုပ်ကြိုးစားမှုကိုလက်ကင်ထားပြီးတော့မိုက်ကယ်ဂျော်ဒန်ကပထမနှစ်မှာတင်တပွဲပြင်းများအမှတ်28.2ဆိုတဲ့စံချိန်နဲ့ Rookie of the Year ဆိုတဲ့တနစ်တာအကောင်းဆုံးလူတစ်စုကိုတင်ပတ်ခဲ့ပါတယ်တဦးချင်းရောအသင်းလိုက်ရောအောင်မြင်ဖို့အရှိန်ယူနေတော့1985-86ဒုတိယမြောက်ရာသီ၃ပွဲမြောက်ကစားပြီးချိန်မှာပဲအကစားလောကမှာကစားသမားတိုင်းမကြုံတွေ့ကြကြတဲ့ခြေတော်အယိုးအတက် foot injury တန်ရာရသွားတာကြောင့်မိုက်ကယ်ဂျော်ဒန်ကရာတီဝက်ကျော်ပွဲပေါင်း64ပွဲအထိလွှဲကျော်ခဲ့ပါတယ်လူတိုင်းကမိုက်ကယ်ဂျော်ဒန်ကိုအိမ်မှာအနားယူနေမယ်လို့ထင်ခဲ့ကြပေမဲ့ဒဏ်ရာရလို့နားနေတဲ့အချိန်တွေမှာမိုက်ကယ်ဂျော်ဒန်ကကစားနေတော့ကအချိန်မရှိလို့တိတ်မလို့ဖြစ်ခဲ့တဲ့ပြိုင်ပွဲအသင်းတွေရဲ့ကစားကွက်တွေကိုဗီဒီယိုကနေတစ်ဆင့်အသေးစိတ်ပြန်လည်လေ့လာခဲ့တယ်လို့သူအားနေတဲ့ shooting ပုံစံတွေကိုလည်းထိုင်ကုန်းပေါ်မှာထိုင်နေရတောင်မှလက်ကနေအကျဉ်းဖြစ်အောင်လေ့ကျင့်နေခဲ့တာပါကွင်းထဲမှာကိုယ်တိုင်မကစားနိုင်ပေမဲ့ကွင်းပြင်ပကနေကိန်းတစ်ခုလုံးကိုဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ strategic mindset ကိုဒီချိန်မှာတိစောက်ခဲ့ပါတယ်ဒဏ်ရာကနေပြန်လာတဲ့အချိန် play off ပွဲစဉ်မှာမိုက်ကယ်ဂျော်ဒန်က NBA ရဲ့အင်အားကြီးအသင်းဖြစ်တဲ့ Boston Celtics နဲ့ရင်ဆိုင်ခဲ့ရပါတယ်။နားနေရတဲ့ချိန်တွေမှာစူးစောင်းထားတဲ့အင်အားတွေလေးလာထားတဲ့နီးပြူဟာတွေကြောင့်ဂျော်ဒန်ကတဦးတဲ့63မှအထိတွန်းယူပြီးတော့ NBA Play-off တမိုင်းမှာစံချိန်တင်နိုင်ခဲ့ပါတယ်။ Boston Celtics အသင်းရဲ့အသင်းကောင်းဆောင် Larry Bird ကတော့မှဒီနေ့တော့ဖျားတခင်ကမိုက်ကယ်ဂျော်ဒန်အတွင်နဲ့ကစားနေတယ်လို့ပါပဲလို့ချီးကျူးခဲ့ပါတယ်။1986-89ရာသီမှာတော့တပွဲပြင်းများအမှတ်39.1အထိရယူပြီးတော့တကူတော်အီချင်းရထိတ်ဆုံးကိုရောက်ရှိနေပြီဆိုတာကိုတက်တည်ပြခဲ့ပါတယ်။မိုက်ကယ်ဂျော်ဒန်ကတန်ရာရလို့နားနေတဲ့ချိန်မှာအချိန်ဖြုံးမနေပဲနဲ့ပြိုင်ဘက်တွေကိုလေ့လာပြီးတော့တူဘွားရဲ့ဘတ်စကက်ဘောအိုင်ဂျူကိုမြင့်တင်ခဲ့ပါတယ်။ကျွန်တော်တို့ဘွားမှာလည်းအခက်အခဲတစ်ခုခုကြောင့်ရှေ့ဆက်လို့မရပဲရပ်တန့်နေရတဲ့ခါမျိုးမှာစိတ်တက်မကြပဲနဲ့အဲ့ဒီချိန်ကိုပုံမထက်မြအောင်ပြင်ဆင်တဲ့အချိန်ဖြစ်အသုံးချတတ်ဖို့လိုပါတယ်။နံပါတ်4အဲ့ဒီတက်ကညှင်းပယ်ခဲ့တဲ့ Nike ရဲ့ဘီလီယံနာပါတနာ1984ခုနှစ်မိုက်ကယ်ဂျော်ဒန် NBA လောကတဲ့ကိုစတင်ကြေချခဲ့တဲ့ချိန်မှာသူ့ရဲ့စိတ်ထဲမှာ Nike ဆိုတဲ့အမည်ကလုံးဝမရှိခဲ့ပါဘူး။အဲ့ဒီချိန်ကသူ့အနှစ်သက်ဆုံးနဲ့အစည်းကျန်ဆုံး brand က Adidas ပါ။ဒါပေမဲ့အဲ့ဒီချိန်က Adidas ဘက်ကမိုက်ကယ်ဂျော်ဒန်ကိုဦးစားပေးအဖြစ်မထားခဲ့တယ်လို့ကုမ္ပဏီတွင်းစီမံခန့်ခွဲမှုပြောင်းလဲတွေကြောင့်မိုက်ကယ်ဂျော်ဒန်ကိုလက်လွတ်ခဲ့ရပါတယ်။မိုက်ကယ်ဂျော်ဒန်ရဲ့ဘဝကိုတစ်စစ်ချိုးပြောင်းလဲပေးခဲ့တဲ့သူကတော့သူ့ရဲ့မိခင်ပါမိုက်ကယ်ဂျော်ဒန်က Nike နဲ့တွေ့ဖို့ညှင်းဆန်နေပေမဲ့
မိခင်ဖြစ်တဲ့သူကသူတို့ဘာပြောမလဲဆိုတာကိုအဆုံးထိနားထောင်ကြည့်တဲ့နေဆိုပြီးတော့အတင်းတိုက်တွန်းခဲ့ပါတယ်ဒီတိုက်တွန်းမှုကြောင့်ပဲမိုက်ကယ်ဂျော်ဒန်တယောက် Nike နဲ့စတင်လက်တွဲဖို့ဖြစ်လာခဲ့တာပါအဲ့ဒီချိန်မှာ Nike ကဘတ်စကက်ဘောလောကမှာအောင်မြင်မှုနေရာတိတ်မရှိသေးပေမဲ့မိုက်ကယ်ဂျော်ဒန်ကို9နှစ်စာချုပ်ချုပ်ဖို့အတွက်ဒေါ်လာ1.5 သန်းဝန်းကျင်နဲ့ကန့်လန့်ခဲ့ပါတယ်ဒါကအဲ့ဒီခေတ်လူသစ်တယောက်အတွက်အလွန်ကြီးမားတဲ့ပမာဏပါဒါအပြင်မိုက်ကယ်ဂျော်ဒန်အတွက်တည်တံ့ဖြစ်စေမဲ့အဲဂျော်ဒန်ဆိုတဲ့ signature ဖနက်ကိုပါဖန်တီးပေးဖို့ကတိပေးခဲ့ပါတယ်။ Nike က၄နှစ်အတွက်မှာဒေါ်လာ3သန်းပို့လောက်ရောင်းရဖို့ပဲမျှော်မှန်းခဲ့ပေမဲ့စာချုပ်ချုပ်တဲ့နေ့မှာပဲပြဿနာတစ်ခုတက်လာခဲ့ပါတယ်။အဲ့ဒါကတော့လူတိုင်းတည်ထားပြီးသားဖြစ်တဲ့အကြောင်းအရာဖြစ်ပါတယ်။အဲ့ဒီကေ NBA စီးမြင့်ရဘတ်စကက်ဘောဖနက်မှာအဖြူရောင်ကအနည်းဆုံး51%ပါရမယ်လို့တတ်မှတ်ထားပေမဲ့မိုက်ကယ်ဂျော်ဒန်ရဲ့အနီနဲ့ဖနက်ကအဖြူရောင်လုံးဝမပါခဲ့ပါဘူး။ NBA ကဒီဖနက်ကိုဆက်စီရင်တပွဲကိုဒေါ်လာ9000တန်ငွေရိုက်မယ်လို့တရားဝင်ပိတ်ပင်ခဲ့ပေမဲ့ဒါကိုအခွင့်အရေးအဖြစ်ပြောင်းလဲလိုက်ပြီးတော့တန်ငွေတွေကို Nike ကစိုက်ရုပ်ပေးပြီးတော့ Michael Jordan ကိုဆက်စီကိုင်းခဲ့တယ်လို့ NBA ကပိတ်ပင်ထားတဲ့ဖနက် The Bench Shoe ဆိုပြီးတော့ marketing မှာနာမည်ရလာခဲ့ပြီးတော့ဒီဖနက်ကလူငယ်တွေကြားမှာမရရအောင်ဝယ်စီချင်ရလောက်တဲ့အထိပို့ပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။ရလာအနေနဲ့ကတော့ပထမဆုံးတစ်နှစ်မှာတင်အဲဂျော်ဒန်1ရဲ့ရောင်းအားကအမေရိကန်ဒေါ်လာ126သန်းကျော်အထိရှိခဲ့တာပါဒါကအာကစားဖနက်သမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်ပြီးတော့စာချုပ်ထဲမှာထူးခြားဆုံးအချက်ကတော့မိုက်ကယ်ဂျော်ဒန်ကအဲဂျော်ဒန်ဖနက်ရောင်းရသမျှပေါ်မှာ percentage royalty ခံစားခွင့်ချုပ်ဆိုနိုင်ခဲ့တာပါပြောရရင်အဲဂျော်ဒန်100ရောင်းရတိုင်းမှာမိုက်ကယ်ဂျော်ဒန်ကအဲ့ဒီတွေက percentage တစ်ခုအနေနဲ့ရအောင်မှာပါဒီချက်ကအဲ့ဒီခေတ်အာကစားသမားတွေကြားမှာအလွန်ရှားပါတဲ့အခွင့်အရေးဖြစ်ပြီးတော့ဒီ royalty စနစ်ကြောင့်ပဲမိုက်ကယ်ဂျော်ဒန်ကအနားယူသွားတဲ့ဒီနေ့အချိန်ထိဘီလီယံနာတယောက်အဖြစ်ရပ်တည်နေနိုင်တာဖြစ်ပါတယ်အဲ့ဒီခေတ်အဲ့ဒီတရဲ့အမျိုးမြင်နေပါမှုကြောင့်လက်တွေ့ဖို့အငင်းခံလိုက်ရပေမဲ့ Nike နဲ့စာချုပ်ချုပ်ပြီးတော့စီးပွားရေး marketing ဘက်ကိုပါကြီးစိုးထားနိုင်ခဲ့တဲ့မိုက်ကယ်ဂျော်ဒန်ရဲ့စီးပွားရေးပညာကိုလည်းမေ့ထားလို့မရပါဘူးနံပါတ်5ဖခင်ဖြစ်သူရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးခဲ့သူ1991 92 93ခုနှစ်တွေမှာမိုက်ကယ်ဂျော်ဒန်က NBA ချန်ပီယံဆုကို3ကြိမ်ဆက်တိုက်ရယူပြီးတော့အောင်မြင်မှုရဲ့ထိပ်ဆုံးကိုရောက်နေခဲ့ပါပြီ။အဲ့ဒီချိန်မှာသူကကမ္ဘာအကျော်ကြားဆုံးအားကစားသမားတစ်ယောက်လည်းဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီနေ့ဇူလိုင်လ23ရက်နေ့မှာတော့သူ့ဘဝကိုပြောင်းလဲစေခဲ့တဲ့ခြေခွဲစာသတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။သူရဲ့ဖခင်ဂျိန်းဂျော်ဒန်ကမြောက်ကယ်ရိုလိုင်းနာပြည်နယ်မှာလူသက်သမားတွေရဲ့လက်ချက်နဲ့ရဲရဲဆက်ဆက်တပ်ဖြတ်ခြင်းခံခဲ့ရပါတယ်။မိုက်ကယ်ဂျော်ဒန်အတွက်သူဖခင်ကဖခင်တယောက်တည်းမကဘဲနဲ့အရင်နှီးဆုံးတငယ်ချင်းနဲ့အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ဒီဆုံးရှုံးမှုကမိုက်ကယ်ဂျော်ဒန်ကိုစိတ်ပိုင်းဆိုင်ရာအရအကြီးကျယ်ပြိုလဲသွားစေခဲ့တာကြောင့်ဖခင်ကွယ်လွန်ပြီးနောက်မိုက်ကယ်ဂျော်ဒန်ကအားလုံးကိုအားအသင်းစေမဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့ပါတယ်။သူရဲ့ကစားပွဲကိုကြည့်ပေးမဲ့ဖခင်ဖြစ်သူမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့1993ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာတော့ဘတ်စကက်ဘောလောကကနေအနားယူကြောင်းကြေညာခဲ့တာပါ။အသက်30ရွယ်ခြေစွမ်းအထက်ဆုံးအချိန်မှာအနားယူလိုက်တာက NBA အားကစားလောကအတွက်တကယ့်ကိုဆုံးရှုံးမှုကြီးဖြစ်ခဲ့ပြီးတော့ Nike ရဲ့ရောင်းအားကလည်းထိုးဆင်းသွားတယ်လို့ NBA ကြီးစုနှုန်းကလည်းတဟုန်တို့ကျဆင်းသွားခဲ့ပါတယ်1994ခုနှစ်မှာမိုက်ကယ်ဂျော်ဒန်ကလူတိုင်းမထင်မှတ်ထားတဲ့ baseball လောကတွေကိုခြေစုံပြစ်ဝင်လိုက်ပါတယ်ဒါကဒူဝါနာပါလို့တဲ့သူ့ဖခင်ဂျင်းဂျော်ဒန်ရဲ့ငယ်ဘဝအိမ်မက်ဖြစ်တဲ့ professional baseball ကစားသမားတစ်ယောက်ဖြစ်စီခြင်းခဲ့တာကြောင့်ပါမိုက်ကယ်ဂျော်ဒန်က Chicago White Sox ရဲ့လက်အောက်ခံ minor league မှာနံပါတ်45နဲ့အောက်ခြေကနေစတင်ကြိုးစားခဲ့ပါတယ်။လူများကသူ့ကိုလောင်ပြောင်ခဲ့ကြပေမဲ့သူကတော့သူချစ်တဲ့ဖခင်အတွက်အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ baseball ကစားတာတစ်နှစ်ခွဲလောက်ကြာတဲ့ချိန်မှာတော့မိုက်ကယ်ဂျော်ဒန်က NBA လောကဘက်ကိုပြန်လာတော့မယ့်အကြောင်းသိပေးခဲ့ပါတယ်။ဒီသတင်းကြောင့်ပဲတကမ္ဘာလုံးကမိုက်ကယ်ဂျော်ဒန်ရဲ့ပြန်လာမှုကိုရင်ခုန်စွာနဲ့စောင့်ကြိုခဲ့ကြပါတယ်။မိုက်ကယ်ဂျော်ဒန်က NBA လောကတဲ့ကိုပြန်လာပြီးတော့1996ခုနှစ်မှာချီကာဂိုဘူလ်တင်းကိုနောက်ထပ်ချန်ပီယံဆုရယူပေးနိုင်ခဲ့ရပါတယ်။သူတစ်ဖြင့်1996ခုနှစ်ဖခင်များနေ့မှာချန်ပီယံဆုရယူပေးနိုင်ခဲ့တဲ့ခိုက်တန်းကတော့အမတ်ရစရာအကောင်းဆုံးပါ။ချန်ပီယံဆုရပြီးတဲ့နောက်အဝိုလန်ကနဲ့မှာချန်ပီယံပေါ်မောက်ပြီးတော့သူ့ဖခင်ကိုလွှမ်းရင်အော်ဟင်းငိုယူနေတဲ့မိုက်ကယ်ဂျော်ဒန်ရဲ့ပုံရိပ်ကပရိသတ်တွေရဲ့မျက်ရည်ကိုကြားစေခဲ့ပါတယ်။အဲ့ဒီနောက်1999နဲ့1998ခုနှစ်မှာလည်းချန်ပီယံဆုတွေစက်တက်ရယူပြီးခဲ့ပြီးတော့စုစုပေါင်းချန်ပီယံဆု6ကြိမ်နဲ့သူ
တန်တာရီတစ်ခုကိုအဆုံးသတ်ခဲ့ပါတယ်1999ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာတော့မိုက်ကယ်ဂျော်ဒန်ကအောင်မြင်မှုရဲ့ထိပ်ဆုံးမှာပဲအနားယူကြောင်းဒုတိယအကြိမ်ကြေညာခဲ့ပါတယ်နောက်ပိုင်းမှာဝါရှင်တန်ဝစ်စစ်တပ်မှာပြန်ကစားခဲ့ပေမယ့်2003ခုနှစ်ဧပြီလ16ရက်နေ့မှာတော့သူကဘတ်စကက်ဘောလောကကနေတရားဝင်အနားယူကြောင်းအပြီးတိုင်ကြေညာခဲ့ပါတယ်သူရဲ့နောက်ဆုံးပွဲစဉ်ပြီးမှာကွင်းထဲကပြိတ္တတွေတဲ့မကဘဲနဲ့ပြန်ပဲကစားသမားတွေပါမတ်တရက်ပြီးတော့အတော်ကြာအောင်လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်လူတိုင်းရဲ့မျက်လုံးထဲမှာတော့ငါတို့အနေနဲ့ကမ္ဘာအကောင်းဆုံး NBA ကစားသမားကိုနောက်ဆုံးအကြိမ်မြင်တွေ့လိုက်ရပြီဆိုတဲ့တိနဲ့မျက်ရည်ဝဲခဲ့ကြရပါတယ်မိုက်ကယ်ဂျော်ဒန်ကကွင်းထဲကနေထွက်ခွာသွားခဲ့ပြီးမြင်သူ့ရဲ့စိတ်ဓာတ်နဲ့သူ့ရဲ့အောင်မြင်မှုမှတ်တမ်းတွေကဒီနေ့ထိတိုင်ဘတ်စကက်ဘောလောကကိုလွှမ်းမိုးထားဆဲဖြစ်ပါတယ်ကျွန်တော်တို့လည်းဒီနေ့မှာကိုယ့်အလုပ်ကနေအနားယူတဲ့အခါကျွန်တော်တို့ရဲ့နာမည်တွေမကဘဲနဲ့ကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကိုပါစံနမူနာယူရလောက်တဲ့အထိအမွေနှစ်တွေခြံထားခဲ့နိုင်ဖို့လိုပါတယ်ဘဝမှာကိုချစ်တဲ့ကိုဝါသနာပါတဲ့အလုပ်ကိုစိုးစိုးစားတင်ဖို့အရေးကြီးတယ်လို့အောင်မြင်မှုရဲ့ထိပ်ဆုံးမှာအကောင်းဆုံးအဆုံးသတ်နိုင်ဖို့ကလည်းပို့ပြီးတော့အရေးကြီးပါတယ် NBA လောကကနေအနားယူသွားခဲ့တာကြာပြီဖြစ်တယ်လို့အခုဆိုရင်အသက်60ကျော်အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့မိုက်ကယ်ဂျော်ဒန်ကကမ္ဘာချမ်းသာသောအားကစားသမားတစ်ယောက်အဖြစ်ခံသာရပ်တည်နေစေဖြစ်ပါတယ်သူတစ်ပြင်သူရဲ့အဲဂျော်ဒန်အနားကြောင်းရငွေတစ်ခုတည်းနဲ့တင်တစ်နှစ်ကိုဒေါ်လာတန်းရာနဲ့ချီတဲ့မူပိုင်ခွင့်ကြေးတွေကိုအခမ်းသာရရှိနေတာပါဒါအပြင်သူက NBA တင်းပိုင်ရှင်တူဖြစ်ရောနာမည်ကြီးပြန်ကားအသင်းရဲ့ပိုင်ရှင်အဖြစ်နဲ့ပါစီးပွားရေးလောကမှာဩဇာကြီးမားနေစေဖြစ်ပါတယ်ဒါကမိုက်ကယ်ဂျော်ဒန်အနေနဲ့ကွင်းထဲမှာတည်းမကဘဲနဲ့ကွင်းပြင်ဘက်မှာပါဘယ်သူမှလိုက်မမီနိုင်တဲ့ GOAT လို့ခေါ်ကြတဲ့ The Greatest of the Time ဆိုတာကိုတက်တည်ပြနေတာဖြစ်ပါတယ်မိုက်ကယ်ဂျော်ဒန်ရဲ့ဘဝစာကြောင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်တော့လူတိုင်းမှာခက်ခဲတွေရှိကြပါတယ်ဒါပေမဲ့မတူတာကအဲ့ဒီခက်ခဲတွေကိုဘယ်လိုရင်ဆိုင်လဲဆိုတာပါမိုက်ကယ်ဂျော်ဒန်ရဲ့ဇာတ်လမ်းကနေကျွန်တော်တို့မြင်နိုင်တာကတော့ရှုံးနေတာကပြဿနာမဟုတ်ဘဲနဲ့ဆက်ပြီးတော့မစူးစမ်းပဲရပ်တန့်ပစ်လိုက်တာပဲတကယ်ပြဿနာဖြစ်ပါတယ်ပြီးတော့အောင်မြင်မှုဆိုတာကလည်းတညတဲ့နယ်ရလာတာမဟုတ်ဘဲနဲ့နေ့တိုင်းလှုပ်ဆောင်နေတဲ့လေးလေးနက်နက်စူးစမ်းမှုတွေကနေတဖြည်းဖြည်းတိဆောက်လာခဲ့တာပါဒါကြောင့်ကျွန်တော်တို့အနေနဲ့လည်းကိုယ့်အိမ်မရှိတဲ့လမ်းကြောင်းမှာမပြတ်မကွက်ဆက်လက်စူးစမ်းသွားကြဖို့လိုအပ်ပါကြောင်းနဲ့မိတ်ဆွေတို့ရောဒီဗီဒီယိုတွေကပယ်ချက်ကိုသတိထားမိလေမိုက်ကယ်ဂျော်ဒန်ကိုပယ်ကနေစသည်လာကြရလဲ NBA ကနေလားအဲဂျော်ဒန်ဖနက်ကနေလားအဲဂျော်ဒန်ဖနက်ကရောဝေစီဖြစ်ကြရဲ့လားတကယ်ပဲပေးရရနဲ့ရောတန်ရဲ့လားအောက်ကကွန်မန့်မှာရေးဖြစ်အောင်ရေးပေးခဲ့ကြပါခင်ဗျဒီလိုမျိုးကွန်တန့်တွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အပတ်စဉ်တင်ဆက်နိုင်အောင်ကြိုးစားနေတာမို့ channel ကို like and subscribe လုပ်ထားဖို့ပြောချင်ပါတယ်အဆုံးထိကြည့်ပေးလို့အထူးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်